လက်ရှိမှာ ChatGPT ဒါမှမဟုတ် Cloud ကိုနေတိုင်းသုံးနေတဲ့သူတွေအတွက်အကြီးမားဆုံးပြဿနာတစ်ခုတကယ်ရှိပါတယ်။အဲ့ဒါကတော့ကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ငန်းတဘာဝတွေနဲ့စာရေးဟန်တွေကို AI ကအကုန်လုံးသိနေပြီဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ဒီထက်ပိုကောင်းတဲ့ Gemini အသစ်ထွက်လာတဲ့အခါမှာတော့အစကနေအချိန်ပေးပြီးပြန်မတင်ပေးခြင်းလို့မပြောင်းရဲကြတာပါပဲ။ဒါပေမဲ့အခုဆိုရင်သင်ရဲ့အချက်အလက်တွေနဲ့ချက်တွေကို Gemini စီတစ်ချက်တည်းရွှေ့လို့ရမယ့် feature အသစ်ထွက်လာပါပြီ။ဒီစနစ်ကဘယ်လိုလဲဆိုရင်သင်ကုမ္ပဏီတစ်ခုကနေနောက်ကုမ္ပဏီတစ်ခုကိုအလုပ်ပြောင်းတဲ့အခါမျိုးနဲ့အတော်လေးကိုဆင်တူပါတယ်။အဲ့လိုပြောင်းတဲ့အခါမှာကိုယ့်ရဲ့အလုပ်စပွဲပေါ်က file တွေနဲ့ madam တွေအားလုံးကိုတစ်ခါတည်းအလုံးလိုက်တည်သွားလို့ရတဲ့သဘောပါပဲ။ဒါကြောင့်မို့လို့နောက်ပိုင်းမှာ AI အသစ်ပြောင်းသုံးနိုင်ကိုယ့်အကြောင်းတွေကိုအစာကနေအချိန်ကုန်ခံပြီးပြန်ရှင်းပြနေစရာလုံးဝမလိုတော့ပါဘူး။လုပ်ရမယ့်အဆင့်တွေကအရန်လွယ်ပါတယ်။ပထမအဆင့်အနေနဲ့သင်လက်ရှိသုံးနေတဲ့ ChatGPT ဒါမှမဟုတ် Cloud ရဲ့ setting ကိုအရင်သွားပါ။အဲဒီကနေ export data ကိုနှိပ်လိုက်တာနဲ့သင် email တွေကို zip file တစ်ခုတိုက်ရိုက်ရောက်လာပါလိမ့်မယ်။အဲဒီ file ကို download ဆွဲထားပါ။ဒုတိယအဆင့်ကတော့ Gemini ကိုဖွင့်ပါ။ဘယ်ဘက်အောက်ထောင်က setting ကိုသွားပြီး import memory to Gemini ဆိုတာကိုနှိပ်ပါ။ပြီးရင်ခုနက download ဆွဲထားပြီးရလာတဲ့ zip file လေးကို upload ပြန်တင်လိုက်အောင်ပါပဲ။ဒီနေ့ကို9ချိန်ထိ data တွေရွှေ့နိုင်ပါတယ်။ဒီလို data တွေရွှေ့လိုက်တဲ့အတွက်ဘာတွေအကျိုးကျေးဇူးရမလဲဆိုရင်အရှင် AI မှာသင်ပြောလက်စ project တွေနဲ့မှတ်တမ်းတွေအဲ့ဒီပြင်သင်ရဲ့ကိုယ်ပိုင်စာရေးဟန်တွေနဲ့သင်လုပ်ငန်းရဲ့တဘာဝတွေကိုပါ Gemini ကချက်ချင်းအလိုအလျောက်နားလည်သွားမှာဖြစ်ပါတယ်။ဒါဟာ AI အသစ်ကိုအလုပ်ပြောင်းလုပ်တဲ့အခါမျိုးမှာသင်ရဲ့အချိန်တွေကိုတိတိတသာသက်သာသွားစေမယ့်အကောင်းဆုံးပြောင်းလဲမှုကြီးတစ်ခုပါပဲ။ဒါဆိုရင်အခြား AI အဟောင်းတွေစီက data တွေအားလုံးကိုအခုလိုအထွေတကူရွှေ့ပြောင်းလို့ရသွားပြီပဲဖြစ်ပါတယ်။သင်ရောလက်ရှိသုံးနေတဲ့ AI ကနေ Gemini ကိုအပြီးပြောင်းသုံးဖို့စဉ်းစားထားလား? သင်အမြင်ကိုလည်း comment မှာဝင်ရောက်ဆွေးနွေးပေးသွားပါအောင်နော်။